မင်္ဂလာပါကျွန်တော်ဒီနေ့အာဆီယံစင်နိုင်ငံမြန်မာပါဝင်တဲ့မြန်မာအင်ဂျင်နိုင်ငံများနဲ့ကျွန်တော်ရဲ့ logo လေးကို sharing လုပ်တော့ပါမယ်ကျွန်တော်ဒီ political အကြောင်းအရာတွေကိုမပြောခင်ကျွန်တော်အနေနဲ့မြန်မာနိုင်ငံရဲ့တည်ဆဲဥပဒေအရပြဋ္ဌာန်းထားတဲ့ဝါဒလေးအကြောင်းကျွန်တော်နည်းနည်းရှင်းပြပါမယ်ဒါကတော့1008ဖွဲ့စည်းပုံဒီစာအုပ်လေးပါပဲတိုင်းဖွဲ့စည်းပုံချင်းဥပဒေမှာပါတယ်ကျွန်တော်အခန်း8ပေါ့အခန်း8ပေါ့နော်အခန်း8ကနိုင်ငံသားများ၏မူလအခွင့်အရေးနဲ့တာဝန်များအဲ့တော့ကျွန်တော်ဒီထက်ကပဲချင်းနဲ့ပြောရမလဲဆိုတော့အခန်း8ပုံမှ366ပုံမှခွဲခငယ်ရတိတ်ပံပညာဆွမ်းရှာဖွေမှုစာပေနဲ့အမှုပညာခင်မီတိုးတက်စေရန်တီထွင်ကြံစဖော်ထုတ်ရေးသားမှုနဲ့ယဉ်ကျေးမှုကိစ္စများတွင်လွတ်လပ်စွာပြုလုပ်နာပြုဖော်ထုတ်ဆောင်ရွက်ခွင့်ရှိသည်ဆိုတဲ့အချက်နဲ့အညီကျွန်တော် share လုပ်တာဖြစ်ပါတယ်။အာဆီယံစင်နိုင်ငံမှာကျွန်တော်ဘယင်စနစ်ကျင့်သုံးနေတာ၄နိုင်ငံရှိပါတယ်။အဲ့တော့ကျွန်တော်မြန်မာအင်ဂျင်ထိုင်းနိုင်ငံနောက်ဘရူနိုင်းနိုင်ငံပြီးတော့မြန်မာအင်ဂျင်လာအိုနိုင်ငံနောက်မလေးရှားနိုင်ငံဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံကလည်းခေတ်ဆက်ဆက်တဲ့ဥစ္စာမှန်ပြည်စနစ်ကိုကျင့်သုံးလာခဲ့ပြီးတော့ခြေလျားတဲ့တမိုင်းကြောင်းတွေရာကျွန်တော်တို့ပြည်သူ့သမ္မတမြန်မာနိုင်ငံတော်ဖြစ်ရည်တည်နေတာဖြစ်ပါတယ်ကျွန်တော်မြန်မာနိုင်ငံကကျွန်တော်စာပေနဲ့ယဉ်ကျေးမှုမှာအဆင့်တန်းမြင့်တဲ့နိုင်ငံဖြစ်ပါတယ်အထူးသဖြင့်ကျွန်တော်ဒီနေ့ logo လေးပြုထားတဲ့ဒီစလုံးဆိုတဲ့အခရာလေးကိုကျွန်တော်တို့မြန်မာနိုင်ငံကယဉ်ကျေးမှုစာပေနဲ့ယဉ်ကျေးမှုမှာအဆင့်တန်းမြင့်ကြောင်းထောက်ထားဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံကစာပေနဲ့ယဉ်ကျေးမှုအဆင့်တန်းမြင့်နေပြီမဲ့နိုင်ငံတကာနဲ့ရှင်ရင်လူနေမှုအဆင့်တန်းကတန်းတူရည်တူမရှိဘူးဆိုတဲ့အနေအထားမျိုးကိုကျွန်တော်တို့လေ့လာတွေ့ရှိရပါတယ်ကျွန်တော်ရဲ့တကူတော်ခီးစဉ်တွေမှာလည်းကျွန်တော်တို့ဒီနေ့ချိန်ဒီလူနေမှုအဆင့်တန်းဘာကြောင့်နှိမ့်ချနေရတယ်ဆိုတဲ့အချက်တွေကိုကြည့်ဖြစ်ပါတယ်ကျွန်တော်စာပေနဲ့ယဉ်ကျေးမှုမှာဒီစလုံးဆိုတဲ့အခရာလေးကအတိတ်ပဲအရင်ပြည့်စုံပါတယ်ဒီစလုံးကိုအခြေခံပြီးမှမိမိရဲ့စိတ်ထဲမှာရှိတာလေးတွေကိုမတ်စုကိုခြာရကြည့်ဖို့ကျွန်တော်အနေနဲ့အကြံပြုရပါတယ်ဒီတော့ကျွန်တော်ကတော့စလုံးနဲ့ပတ်သက်ပြီးကျွန်တော်အနေနဲ့မတ်စုပေါ်မှာရေးဖြစ်ခဲ့တယ်မှာကောင်းနှုတ်ချက်ပေါ့လေကောင်းနှုတ်ချက်အကြောင်းအရာရေးဖြစ်တဲ့မှာထိဆုံးကစကြဝဠာကထိဆုံးကပါပါတယ်နောက်မှဒုတိယတစ်ခုကျွန်တော်စာရေးသူဖြစ်တဲ့အတွက်စာပေဆိုတာလေးပါပါတယ်နောက်တစ်ခုကကျွန်တော်တို့နိုင်ငံသားတိုင်းမှာတက်ထိုက်တဲ့ကျွန်တော်ဥက္ကဋ္ဌပညာပေါ့နော်ကာကွယ်ရေးတက်ပညာဒါကိုလေ့လာဖို့အတွက်ကျွန်တော်စစ်ပညာဆိုတာလေးပါပါတယ်ပြီးတော့စင်လိုက်ကျွန်တော်တို့ခြာရကြည့်ခင်မှာစလုံးနဲ့စတာကကျွန်တော်စိတ်သက်ပါပါတယ်ဒီလိုပဲတမင်နာကြောပါတယ်ဒီဟာရေးကြည့်ရင်စလုံးနဲ့ဆက်ဆက်ပြီးတော့မှကျွန်တော်အတိတ်ဘက်ဖွင့်ပြချက်တွေအများကြီးရှိပါတယ်တို့တော့ကျွန်တော်နိုင်ငံရဲ့တိစောက်ပုံရဲ့ခံတွေကိုကျွန်တော်လေ့လာတဲ့ခါကျတော့ကျွန်တော်ဖြတ်တန်းမှုရပါလိမ့်အဓိကတော့ကျွန်တော်စက်ကြဝဠာဖြစ်ပါတယ်ထိုင်းနိုင်ငံကိုကျွန်တော် share လုပ်ရင်တော့ကျွန်တော်ဒီ easy doing business ပါသူကစီးပွားရေးလုပ်ရလွယ်ကူပါတယ်ထိုင်းနိုင်ငံမှာထိုင်းနိုင်ငံသားတွေစီးပွားရေးလွယ်ကူစွာလုပ်နိုင်ဖို့ပတ်ဝေးထားတဲ့စနစ်ကြီးရှိပါတယ်မြန်မာနိုင်ငံမှာမြန်မာနိုင်ငံသားတွေစီးပွားရေးလွယ်ကူစွာလုပ်နိုင်ဖို့ပတ်ဝေးထားတဲ့စနစ်အားနည်းပါတယ်ဒီနေ့ကျွန်တော် digital ဒီပညာဖွံ့ဖြိုးလာတဲ့ဒီခေတ်ကြီးထဲမှာစာဖတ်တဲ့လူရှားပါပြီကျွန်တော်တကူတော့ခီးစင်နေမှာလဲကျွန်တော်လေ့လာပြီးတော့စာဖတ်သူရှားပါတယ်ကျွန်တော်စာကိုဘာကြောင့်မဖတ်ပြကြတယ်လဲဆိုလေ့လာတဲ့အခါကျတော့အကြောင်းအရာအမျိုးမျိုးရှိကြပါတယ်အကြောင်းအရာမျိုးရေခံအမျိုးရှိကြပါတယ်နိုင်ငံနဲ့ရှင်ကျွန်တော်တို့မှာပညာရေးဘက်မှာပညာရေးနှိမ့်ကြပါတယ်ဥပမာကျွန်တော်ပညာရေးအဆောက်အဦတွေပဲကြည့်ပေါ့နော်တော့တင်ထောက်ဖို့ပစ္စည်းတွေပဲကြည့်နောက်တင် जा ပေးမဲ့ဆရာနဲ့တင် जा ပေးတဲ့နည်းစနစ်တွေကိုကြည့်ကျွန်တော်တို့မှာပညာရေးနဲ့ပတ်သက်ပြီးလိုအပ်ချက်တွေအများကြီးရှိပါတယ်ကျွန်တော်တို့ပညာရေးစနစ်ကအောင်မြင်လာခြင်းမရှိတယ်လို့ပဲကျွန်တော်တို့ကဒီစစ်ပွဲတန်တရားထဲမှာပဲကျွန်တော်တို့တွားနေကြတာဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့တကူတော့ခီးတွေမှာမြန်မာနိုင်ငံရဲ့အဓိက
လူနေမှုစင်တာနဲ့ကြာရတာကကျွန်တော်တို့စစ်ပွဲတွေကြောင့်ဖြစ်ပါတယ်ကျွန်တော်စစ်ပွဲတွေဘာကြောင့်ဖြစ်ကြတယ်လဲဆိုတော့စစ်ပွဲကကျွန်တော်တို့ဒီအကျိုးစီးပွားတွေပေါ့နော်အကျိုးစီးပွားတွေအပြင်ကျွန်တော်တို့ဒီအရက်ထက်မှပြောလို့ပေါ့နော်စကားပြောဆိုတွေအကြောင်းပါပါတယ်ဒါကြောင့်ပဲကျွန်တော်ဒီစလုံးဆိုတဲ့အခရာလေးကိုကျွန်တော်ရဲ့အမှတ်တစေအဖြစ်ကျွန်တော်ရွေးချယ်ရခြင်းဖြစ်ပါတယ်ဒီနိုင်ငံရဲ့တရားဝင်မှုတရားမဝင်မှုကကျွန်တော်တို့ရဲ့လူနေမှုစင်တန်းကိုရွေးချယ်ပေးရတာဖြစ်ပါတယ်ကျွန်တော်ယိုရီးယားပေါ့နော်ကျွန်တော်အခုမြင်နေတဲ့ထိုင်းနိုင်ငံယိုရီးယားနိုင်ငံကကျွန်တော်တို့ဒီကျွန်တော်တို့ဒီ business ဒီ global business ရဲ့ platform တွေထဲမှာ system တွေထဲမှာရှိနေပြီးတော့ဒီပညာနယ်ပယ်ထဲမှာကျွန်တော်မြန်မာဘာမှကတွေ့မြင်ရတာနေပါတယ်ကျွန်တော်တို့စကားပြောဆိုကအခြေခံပြီးတော့မှဒီစစ်ပွဲတွေရဲ့နောက်ွယ်မှာဝင်ဆိုးမှုရဲ့ဆွမ်းဆောင်ရည်ကိုကျွန်တော်မြင်တွေ့လာရပါတယ်ဝင်ဆိုးမှုရဲ့ဆွမ်းဆောင်ရည်ကိုကျွန်တော်လေ့လာတဲ့အခါမှာကျွန်တော်နိုင်ငံတော်အစိုးရကကျွန်တော်ဒီဝင်ဆိုးမှုမှာကျွန်တော်တို့ရုရှားနိုင်ငံထုတ်ပေါ့နော် SU-30 ဒုက္ခမျိုးဆက်ကိုလည်းအသုံးပြုပါတယ်ပြီးတော့အသုံးပြတိုက်လင်တော့မျိုးအများကြီးပေါ့နော်ရှင်းမှာကျွန်တော်ထိတာမြင်တာရှိတဲ့လေယာဉ်မျိုးစားတွေကတော့ FTC 2000G ပေါ့နော်တရုတ်နိုင်ငံထုတ်တိုက်လင်တွေပေါ်စားတိုက်လင်တွေကိုလည်းကျွန်တော်သုံးတာမြင်ရပါတယ်နောက်တော့ကျွန်တော်ဒီပေါ့နော်ထောက်ပံ့ပို့ဆောင်ရေးအတွက်ပေါ့နော်ပို့ဆောင်ရေးအကြောင်းအတွက်ကျွန်တော်တို့ ART 72 Y12 လေယာဉ်တွေကိုသုံးပြရတယ်ကျွန်တော်မြင်ရပါတယ်ထို့အတူကျွန်တော်တို့ဒီဝင်စမှုမှာကျွန်တော်ထင်သာမြင်တာနောက်တစ်ခုမြင်ရတာတစ်ခုကကျွန်တော်တို့ဒီ drone ပေါ့နော် drone စစ်စင်ရေးကကျွန်တော်ပဲဒီလို drone မျိုးစားကိုတုံးလာလဲဆိုတော့စိုက်ပျိုးရေးမှာတုံးနေကျွန်တော်တို့ဒီပန်ကာ6လုံးတက်8လုံးတက်ပေါ့နော်အကြီးစား drone တွေကိုကျွန်တော်စစ်စင်ရေးမှာတုံးလာတာမြင်ရပါတယ်ဒီစစ်စင်ရေးနှစ်ပယ်မှာကျွန်တော် electronic စစ်စင်ရေးတွေကိုပါကျွန်တော်တုံးပြလာတာကိုကျွန်တော်จิตတုံးလာတာကိုလည်းကျွန်တော်လေ့လာတွေ့ရှိရပါတယ်အခုမှကျွန်တော်တို့ဒီလက်ရှိဝင်ကျွန်တော်နေတဲ့ဒီရုရှားပဲပြောပေါ့နော်ရုရှားရဲ့ဒီပညာကိုပြောင်းလဲနေတယ်ဆိုတော့လည်းပဲကျွန်တော်တို့ဒီ cyber business platform မှာထင်သာမြင်သာတဲ့အရွေ့မျိုးတွေကျွန်တော် public မှာထုတ်ပြလာတယ်ကျွန်တော်မြင်တွေ့တာမရှိရပါဘူး။ China တော့ရှီလျာတမိုင်းကြောင်းရှီလျာဆိုတော့မြန်မာနိုင်ငံနဲ့ဆက်ဆက်နေတာဖြစ်ပါတယ်။ပြီးတော့ကမ္ဘာနည်းပညာအကောင်းဆုံးနိုင်ငံတွေမှာလည်းပါပါတယ်။အဲ့တော့ကျွန်တော် China အကြောင်းပြောရင်ကျွန်တော်ဒီ China နေစားပေါ့နော်ပြည်နေစားရဲ့နည်းပညာကျောင်းလည်းကျွန်တော်မြန်မာပြည်ရဲ့စစ်တွေနည်းပညာကျောင်းလေးလည်းကျွန်တော်အနေငယ် share လုပ်တော့တယ်။အဲ့ဒါကျွန်တော်စီးရရစနစ်ပါ။အိုးလွန်ခဲ့တဲ့10နှစ်ပေါ့နော်လွန်ခဲ့တဲ့10နှစ်တည်းကကျွန်တော်တို့ဒီနေသားတွေတိုင်းမှာကျွန်တော်တို့ရောက်ရှိတဲ့အခါမှာသူတို့ရဲ့စက်တွေစနစ်တွေကအဆင့်မြင့်ပါတယ်အဲ့ဒီတော့မြန်မာပြည်မှာဖုန်းတစ်လုံးကိုတိန်း190 50လောက်ရှိပါတယ်လူတိုင်းဖုန်းမကင်နိုင်ဘူးပေါ့နော်ဒါပေမဲ့ China ရဲ့နေဆက်မှာကျွန်တော်တို့တရုတ်ဖုန်းတစ်လုံးကိုမြန်မာငွေမျိုးသုံးရှိရင်ကျွန်တော်3000ကနေပြီးမှ6000ပေါ့နော်နောက်အစစ်စစ်မှာဖုန်းမျိုးစားလိုက်အစစ်စစ်ပေါ့နော်ဈေးနှုန်းမျိုးစားရှိတယ်အကြမ်းမြင်ကတော့ကျွန်တော်တို့ဒီ Huawei ကျွန်တော်ဒီ Xiaomi Redmi ဆိုတဲ့ဖုန်းမျိုးစားတွေအကုန်လုံးကျွန်တော်တို့ဈေးတက်တာနဲ့ကင်နိုင်တာကိုမြင်ရပါတယ်နောက်တစ်ခုကဒီစစ်တော်စနစ်ပေါ့နော်တရုတ်နယ်စပ်မှာကျွန်တော်လုံးနေတဲ့လုပ်ငန်းရှင်တွေမြန်မာဖြစ်စေပေါ့နော်ကျွန်တော်တို့ဒီ China တရုတ်လူမျိုးဖြစ်စေကျွန်တော်တရုတ်နဲ့မြန်မာကျွန်တော်တို့တိုင်းသားလူမျိုးပဲဖြစ်စေပေါ့နော်အများအားဖြင့်တော့ဒီဈေးသက်တာပြီးတော့မှစီးပွားရေးလုပ်ရလွယ်ကူတဲ့တရုတ်ဖုန်းတွေကိုအသုံးပြုကြပါတယ်မြန်မာပြည်ကစီးပွားရေးစနစ်ကိုကျွန်တော်ပြောင်းလဲတော့လဲဒီကျွန်တော်ဒီမူလတွေကဒီစီးပွားရေးစနစ်မရှိကြရလဲဒီတရုတ်နယ်စပ်နဲ့ဒီတစ်လျှောက်မှာဒီတရုတ်ဖုန်းတွေကိုအသုံးပြုရများပါတယ်ပြီးတော့တရုတ်ရဲ့စက်တွေနေရောကကျွန်တော်ဘယ်ထိရောက်လဲဆိုတော့ဒီကျွန်တော်တို့ဒီတောင်တန်း data ပေါ့နော်တောင်တန်း data ဖြစ်တဲ့အတွက်ဒီကျွန်တော်တို့မြန်မာနိုင်ငံမြောက်ပိုင်း data တွေတော်တော်များများတရုတ်ရဲ့ line တွေညှိပါတယ်ဒီတော့တော်တော်များများကစီးပွားရေးလုပ်ရင်တရုတ်စက်တွေတရုတ်စက်တွေလွန်စွာစင်ပြေကြတာကိုမြင်ရပါတယ်ဒီနေ့ဒီပညာနယ်ပယ်မှာကျွန်တော်တို့ဒီတရုတ်တရားဖုန်းတွေကျွန်တော်ဒီဥရောပဖုန်းတွေဒီအမေရိကဖုန်းတွေဖုန်းမျိုးစားမျိုးပေါ့နော်ဒီအာရှဖုန်းတွေအိန္ဒိယဖုန်းတွေရှိတော့လည်းပဲ
ကျွန်တော်တကယ်ပတ်မှုပေးထားတာကတော့ဒီ global platform မှာတိုးရဖုန်းတွေပဲရှိပါတယ်ဟုတ်နော် iPhone တို့ကျွန်တော်ဒီ Google တို့နော်ဒီ Tesla တို့ဒီဖုန်းတွေကပတ်မှုပေးထားတာရှိပြီးတော့မှဒီကျွန်တော်အိမ်နီးချင်းတရုတ်ကတော့မှကျွန်တော်တို့hardware ဘိုင်းတာပတ်မှုပြီးတော့မှ software ဘိုင်းကြီးပတ်မှုမရှိတာကိုကျွန်တော်တို့တွေ့ရပါတယ်ကျွန်တော်တို့မြန်မာဖုန်းနံပါတ်မှာလည်းတုံ့ပြန်နေတဲ့ဒီ OTP code တွေကကျွန်တော်တို့ဒီဘောနော်ဒီ global business platform မှာလည်းလွန်ခဲ့တဲ့2020နောက်ပိုင်းကနေစပြီးပိတ်တော့ပါတယ်ဒါပေမဲ့ဒီကျွန်တော်အိန္ဒိယတရုတ်ကပတ်မှုပြီးလားဆိုတော့အိန္ဒိယတရုတ်ကလည်းကျွန်တော်တို့ဒီ software ဘိုင်းမှာဒီလို Wi-Fi လုပ်တဲ့နေရာမှာပတ်မှုမရှိဘူးနော်ဒါဘာဖြစ်လဲဆိုတော့ဒီအိန္ဒိယနိုင်ငံအနေနဲ့အတူကျွန်တော်တို့ဒီနည်းပညာတွေမှာမြန်မာနိုင်ငံကိုရင်းနှီးမြှုပ်နှံမှုမရှိဘူးဆိုတာကိုပြနေတာဖြစ်ပါတယ်ကျွန်တော်ဒီ cloud service တွေမှာပဲကြည့်လို့နော် cloud service တွေမှာကျွန်တော်ကြည့်တဲ့အခါမှာကျွန်တော်ဒီတရုတ်ရဲ့ဒီ Huawei တို့ကျွန်တော်တို့ဒီ Xiaomi တို့နောက်ဒီ Redmi တို့ရဲ့ cloud service တွေကမြန်မာပြည်မှာ service မပေးထားပါဘူး။ဒီမှာကျွန်တော်တို့ OTP code မကြပါဘူးနော်။အထူးတူပဲကျွန်တော်ဒီ global phone တွေပေါ့နော် global phone တွေဒီကျွန်တော်ဘာလဲကျွန်တော် Google တို့ကျွန်တော် iPhone တို့ပေါ့နော် iPhone တို့ cloud service တွေမှာလည်းထုံနည်းတော့ကောင်းပါပဲ OTP code မကြတော့ပါဘူး။ easy doing business ကိုကျွန်တော်တွားတဲ့အခါမှာကျွန်တော်တို့ရဲ့မြန်မာကဒီ global business platform system ထဲမှာမရှိဘူးပတ်ဖို့ထားခြင်းလည်းမရှိဘူးယင်းနှိမ့်ညွန့်နှံကြတဲ့ဒီပညာပိုင်းမှာယင်းနှိမ့်ညွန့်နှံကြတဲ့နိုင်ငံတွေလည်းမရှိဘူးဆိုတာကိုကျွန်တော်ဒီနေ့လေ့လာတွေ့ရှိရပါတယ်အာဆီယံနိုင်ငံတွေကကျွန်တော်တို့အိန္ဒိယထိုင်းပြည်နိုင်ငံတော်နဲ့ကျွန်တော်တို့ပြည်သူ့သမ္မတမြန်မာနိုင်ငံတော်ရဲ့ခြားနာချက်လေးကျွန်တော်ရှင်းလို့ရှင်ဖြစ်ပါတယ်ထိုင်းကျွန်တော်တို့ရဲ့ဒီ business platform တွေမှာကျွန်တော် Thailand ကိုမြင်တွေ့ရပါတယ် business platform system တွေမှာကျွန်တော်တို့ Thailand ရဲ့ mobile code တွေကိုမြင်ရပါတယ်ဒီတော့ Google တာမှာကျွန်တော်တို့ဒီ global သုံးတဲ့ Google တာမှာတချို့တော့ business platform တွေမှာမြန်မာကိုမထည့်ထားတော့ပါမြန်မာမရှိတော့ပါထို့တူမြန်မာနဲ့ပတ်သက်ပြီးတော့မှဒီ Russia ပေါ့နော် Russia ကလည်းဒီလိုတော့support ပေးလားဆိုတော့เนาะ business platform မြန်မာပြည် business တွေကျွန်တော် easy doing business platform တွေ support ပေးလားဆိုတော့လေ public မှာကျွန်တော်တို့လူတို့ကိုချပြတဲ့ business platform တွေလည်းမရှိပါဘူးပေါ့နော်ဒီပညာနဲ့ပတ်သက်တဲ့ platform လည်းမရှိဘူးဒါကျွန်တော်တို့ indigenous ကျွန်တော်တို့ time ပြည်နိုင်ငံတော်နဲ့ကျွန်တော်တို့ပြောင်းတမရမြန်မာနိုင်ငံတော်ရဲ့ခြားနာချက်ဖြစ်ပါတယ်မြန်မာရဲ့ကျွန်တော်တို့ဒီစာပေယဉ်ကျေးမှုပေါ့နော်စာပေယဉ်ကျေးမှုအစင်တာမြင့်မားတော်လေရှီလျာထွေပါဒီမိုင်းချောင်းတွေကိုကျွန်တော်တို့လေ့လာပြီးရင်တော့ကျွန်တော်တို့ဒီကင်ဂျုံဝင်းရဲ့အရာရာတော့မြောက်ကိုရီးယားလိုပေါ့နော်ကင်ဂျုံဝင်းရဲ့အရာရာကိုကျွန်တော်တို့စက္ကန့်ခြင်းနဲ့စိတ်သက်တွေတဖွာဖွာဝေးဖွာလာပါလိမ့်မယ်လို့ကျွန်တော်တို့ share လုပ်ပြီးညီကုံချိုးလိုက်ပါဟဲ့အားလုံးပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ